ကျေးဇူးတော်ကိုရှင်ရပါတယ်။ဒီမှာနှုတ်ကပတ်တော်ဝင်ငါခင်မှာနှုတ်ကပတ်တော်အတွက်ဒီကနေ့စစ်တောင်းစစ်ကြပါစို့။ကျေးဇူးကိုရတဲ့ချီးမွမ်းရေးသာသမီတို့ကြောင့်စစ်တောင်းကိုချစ်တော်မူလေပါ။ဒီနေ့ချိန်တိုင်းအတွက်ဘုရားခင်ပေးရတဲ့တဲ့ဒီပဲကျေးဇူးတင်ပါတယ်။နှုတ်ကပတ်တော်ဝင်ငါမှာကျမရဲ့မိတ်ဆွေပါစေကိုဘုရားခင်ပိတ်သိပြီးရမည်ပါ။ကျမပြောချခြင်းတဲ့ဒီမှာလာတော့ဘုရားခင်ပြောချခြင်းဖြစ်နိုင်တဲ့ဆံမတော်မူပါ။ကျမ်းစာမှာသာသမီတို့ကြောင့်စီတက်တာမှာလည်းဒီဆောက်ဆရာဖြစ်နိုင်ဖို့အတွက်ဆောင်မပါမည်ဖြစ်ကြောင်းဒီဒီကိုကိုစလည်းဆုံးထအောင်ကိုရရှင်တူပါရှိပြီးကောင်းမှုစွာဖြစ်ဦးဖြစ်နိုင်တော့အခုကိုပေးပါမည်ဖြစ်ကြောင်းဒီဘိုင်းရတာတော့ဒီဘုရားနာမတော်ကိုအမိပြုလေပြည်တင်နေစာပြီးစတောင်းစကရဲ့အနေအပါတိပါအာမင်ရှိကြပါတော့ဘုရားခင်ကိုကျေးဇူးတော်ကိုကျမတို့ချီးမွမ်းတယ်ကျမ9နိုင်ပဲနှုတ်ကပတ်တော်ပါနော်ပြီးတော့ကျွန်မမွေပြီး9နာရီပေါ့နော်ပြောမှဆို9နာရီ9နာရီပဲပေါ့နော်ကျွန်မအလုပ်အရန်ပေါ့နော်အားတဲ့လူကြပေါ့နော်ကလေးလည်းကြောင်းဖို့ဆရာမရှိဘူးနောက်တစ်ခုအလုပ်သွားမယ်အားလည်းမရှိဖျားအလုပ်ပဲကျွန်မလုပ်တဲ့အခါကျတော့ကျွန်မတို့ဒီ9နာရီရတာအားတယ်ပေါ့နော်ဒါတော့တခါလို့စရင်ဖျားသခင်ကပေါ့နော်ကျွန်မတို့တက်တာမှာပေါ့နော်သူများမလို့ခြင်းတဲ့ညာဆိုကျွန်မကယူပေးတယ်အဲ့ဒါပေါ့နော်ဘယ်လိုပြောမလဲဆိုတော့ငငယ်ကလေးကပေါ့နော်ဖျားသခင်ကကျမတို့ကိုပေါ့နော်အကောင်းဆုံးလှုပ်ဆောင်ပေးတဲ့အရာလေးပေါ့နော်ဆရာဆိုအဲ့လိုပဲပေါ့နော်ကျမတို့ကိုခေါ်တဲ့အခါမှာပေါ့နော်ကျမတို့ကအခု12ယောက်အခုဆိုရင်13ယောက်14ယောက်နောက်ဆိုဖြစ်လာမယ်ပေါ့ဒါပေမဲ့လေသူကလေအမြဲလို့ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေပေါ့နော်ကျမတို့ကိုလက်ခံပေးတယ်စမတခါတလေကြာရင်လည်းပေါ့နော်ကျမဘာကိုတွေးလဲဆိုတော့ဆရာကပြုပြင်ပေးတဲ့အရာပေါ့နော်ကျမတို့လိုအရင်ကြောက်တုံးတွေကိုလှပတယ်ပေါ့နော်လက်စွပ်မှာတင်လို့ရတဲ့ဒါမှမဟုတ်ဆွဲသီးမှာချိတ်လို့ရတဲ့အရင်ကိုအဖို့တိုင်နဲ့ကြောက်စင်းလို့ပြန်ပြီးသွေးပေးတယ်သွေးပြီးကျမတို့ကဘာလဲဆိုတော့အဲ့ဒီနေရာသွေးပြီးပေါ့နော်အစင်မြန်းပြီးရင်ကျမတို့ကဘာလဲဆိုတော့ပေါ့နော်ဝယ်ယူနိုင်တဲ့နေရာကိုကျမတို့ကလိုက်သွားတယ်ပေါ့နော်ဒါကဘာလဲဆိုတော့ပေါ့နော်ကျမတို့ရဲ့ဈေးကွက်အနေနဲ့ပြောရင်ပေါ့နော်မြင့်တင်ပေးတယ်ဒီနေ့ပေါ့နော်ကျမဒီနေ့ပေါ့နော်ကျန်းစာလေးတစ်ပတ်ကိုကျွန်မဖတ်ကြားခြင်းနဲ့ဒီຢာလေးကဆိုရင်ပေါ့နော်ဒီရှမတက်ခရဝင်ကျမ်းအခန်းကြီး24အငယ်35ကောင်းကင်နေမြေကြီးမတည်တော့လဲငါစကားတည်လိမ့်မည်တဲ့ထာဝရဘုရား၏နှုတ်ကပတ်တရားမူကာလအစဉ်မြဲတည်၏တဲ့ရှမတက်ခရဝင်ကျမ်းအခန်းကြီး24ပိုင်းငယ်35ကအကြောင်းအရင်းနဲ့ပိစာယနာဂတိကျမ်းအခန်းကြီး40ပိုင်းငယ်8ပိစာယနာဂတိကျမ်းအခန်းကြီး40အပိုင်းငယ်8ပါဆိုရင်ထိုကျမ်းစာရှိသမျှတွေဘုရားသခင်မုတ်သွင်းတော်မူသောအဖြစ်ဖြစ်၏တဲ့ဘုရားသခင်လူသည်စုံလင်သောသူကောင်းသောအမှုမျိုးကိုပြုစုစေခြင်းအလို့ငါပြင်ဆင်သောသူဖြစ်မိအကြောင်းဩဝါဒပေးခြင်းအဖြစ်ကိုဖော်ပြခြင်းနဲ့ဖြောင့်မတ်စွာပြုပြင်ခြင်းတရားကိုတွင်တင်ခြင်းကျေးဇူးကိုပြုတတ်၏တဲ့တိမောသေဩဝါဒစာဒုတိယဆောင်ခန်းကြီး3အငယ်16မှာဆက်ကိုဒါကလည်းကြာရင်ကျမတို့ဘာတတ်တာမှာပေါ့နော်ဒီမနက်ပိုင်းပေါ့နော်9နာရီခွဲကျမစတက်တယ်9နာရီလောက်ပဲပေါ့နော်ကျမတို့စိုးစိုးတက်တဲ့ချိန်ကြီးဒါပေမဲ့ line ကအချင်းကိုရှယ်ထားမှာ wifi မရလားပက်ကင်းနဲ့တက်လိုက်တယ်လုံးဝမတက်လာဘူးပေါ့နော်9နာရီခွဲပြီးစပြီးနည်းနည်းလေးမိနစ်ဆုံးလာမှ line ကပြင်ရတယ်ကျမတို့မြန်မာပြည်က line တွေပေါ့နော် wifi မရတာကတမျိုးနောက်တစ်ခုကပေါ့နော်ဒီ line တွေပေါ့နော်ဒီလွင့်တဲ့ line တွေမရတာတမျိုးစုံကပါမျိုးစုံနေရာမှာကျမတို့ကကျင်နေတက်တယ်အဲဒါကြောင့်မျိုးစုံနေရာမှာကျမတို့နေတက်တယ်ပေါ့နော်ကလေးတက်ကဥပမာပြောမယ်ဆိုပေါ့နော်အရန်ကိုပေါ့နော်နင်းညက်ပြီးတော့ညင်ညင်တတထားတဲ့အခါမှာပေါ့နော်ကလေးကပေါ့နော်အရန်ကိုမထီးမီမခိုင်မီပေါ့နေမထီအမေရိကန်မှာနေပေါ့နေထီခံပေါ့ဆိုတလေကပြောတယ်ပေါ့နော်ဒါပေမဲ့ကျမတို့ကဘာကိုတွေ့ရလဲဆိုတခါတလေကျရင်ဘုရားသခင်ကအဲ့ဒီလိုအခက်အခဲကြားထဲမှာမှကျမတို့ကိုပေါ့နော်လွတ်မြောက်ခြင်းအခွင့်ကိုဘုရားသခင်ကကျမတို့ကိုပေးတယ်ဒါကြောင့်မလို့အခက်အခဲကြုံလာတဲ့ကျမတို့ဘဝတက်တာမှာလည်းဘုရားလိုက်ဆန်ကျမတို့က level တစ်ဆင့်ကိုကျမတို့တက်ဖို့အတွက်ဘုရားသခင်ကကျမတို့ကိုပေးတယ်ဒါပေမဲ့အဲ့ဒီခါမှာပေါ့နော်ကျမတို့ဒီပေါ့နော်ပြန်လဲပြီးတော့ကျမတို့ကဗါလဲဆိုဘုရားသခင်ပေးတဲ့ဉာဏ်ပညာနဲ့သုံးသပ်ရတယ်အမားနဲ့အမှန်တော်၎င်းအဆိုးနဲ့အကောင်းတော်၎င်းသုံးသပ်ရတယ်ပေါ့နော်ဒီရနဲ့ပတ်သက်ပြီးပေါ့နော်ဒီအကြောင်းအရာလေးတစ်ခုပေါ့နော်1983ခုနှစ်ပေါ့နော်ဒီအချိန်မှာ1983ခုနှစ်ခေတ်ကာလမှာပေါ့ဒီစိတ်ကြောင်းသားလေးတယောက်ဟာဆိုရင်တဲ့သူထိန်းနေတဲ့စိတ်တကောင်ပျောက်သွားတယ်အဲ့ဒီခါမှာသူလိုက်လံပြီးတော့ရှာဖွေတယ်တဲ့တောင်ဆိုတောင်ကြားပေါ့နော်ကြောက်တောင်တွေကြားထဲမှာသူလိုက်လံရှာဖွေပြီးမဲ့သူမတွေ့ဘူးတနေရာရောက်တော့တဲ့မြေကျင်းဝတစ်ခုကိုသူတွေ့တယ်တဲ့ချက်ချင်းပဲအဲ့သူငယ်ကသူစူးစမ်းလူတဲ့စိတ်နဲ့သူတွင်းဝကိုပါလဲဆိုကြောက်ခဲတစ်လုံးပြစ်ချလိုက်တယ်။အိုးများပေါ်သို့ကြောက်ခဲမိသည့်အတန်ထောင်ကနေကြားလိုက်ရအဲ့ဆိုကျွန်မဘာလို့လဲဆိုစူးစမ်းလူစိတ်ဆိုကျွန်မကလည်းကျွန်မမောင်ငယ်တောင်းကလေတွင်းမှန်သမျှအကုန်လိုက်တယ်။အဲ့ဆိုအမေကပြောတယ်မွေတွင်းမအဲ့တော့သူကမွေတွင်းနဲ့သူ
把那跟那追绝追都快点是吧？看来这都来了的，都那个改了的，有的人改的讲绝追骗的，完了都跟那追一样话的那把。他来说呢，ဒီပါလဲအဲ့လိုပဲကျွန်တော်ပါလဲဒီကလေးကစူးစမ်းလို့စိတ်စင်းနဲ့သူအဲ့ဒီတွင်းဝတယ်သူကြောက်ခက်တခဲပစ်ချလိုက်တယ်ပေါ့နော်အဲ့ဒီကျင်းဝကနေပြီးတော့ပေါ့နော်ပစ်ချလိုက်တဲ့ခါမှာအဲ့ဒီကြောက်ခက်ကအနက်ကြီးကိုကြာပြီးတကယ်ကိုအထဲမှာပေါ့နော်အဖောင်းပေါက်တစ်ခုဖြစ်တဲ့အတန်သူကြားလိုက်တယ်တဲ့အဲ့မှာသူကချက်ချင်းပဲသူကစူးစမ်းလို့စိတ်ကဖြစ်ပေါ်လာပြီအဲ့ဒီကျင်းဝကိုသူချက်ပစ်လိုက်တယ်အတွင်းထဲကိုထိတော့ဆင်းလို့ရတယ်အဲ့ဒီကျင်းဝအတွင်းကသူစီးဆွေးလိုက်တဲ့ခါမှာတဲ့မြေအိုးနေတဲ့ညစ်ပင်နေတဲ့အဝိနဲ့ရှစ်ပတ်ထားတဲ့တရေလေးတစ်ခုကိုတွေ့ရတယ်တဲ့ဖြစ်ချင်တော့တဲ့အဲ့ဒီကောင်ရဆိုရင်တဲ့သူကဘာလဲဆိုတော့အဲ့ဒီအယူဆောင်လာပြီးတော့သူဘာလဲဆိုတော့ဘယ်လိမျိုးမှာရှိတဲ့ကုံတဲ့တူကိုသူရောင်းချလိုက်တယ်ဒီကတော့အဲ့ဒီတရေလေးဟာရှေးဟောင်းကျန်းစာများကိုရေးထားတဲ့ကျန်းစာလိပ်ပေါ့နော်ပြောရမယ်ဆိုအဲ့ဒီကျန်းစာလိပ်ကဘာကျန်းစာလိပ်ဆိုတော့ဖေရှာရကျန်းစာရဲ့အစအဆုံးဖြစ်တဲ့ဖေရှာရနာဂရီကျန်းပေါ့နော်ကျမတို့ဖတ်တယ်အဲ့ကြောင့်မို့ပေါ့နော်ဒီအစအဆုံးဖြစ်တဲ့အခါမှာတိတ်မကြမီပြီမဲ့တဲ့အဲ့ဒီကျန်းစာလိပ်ကနှစ်ပေါင်းပေါ့နော်2000ကျော်ရှိခဲ့ပြီးတော့ဒီပေါ့တခင်ခွတ်တော်မပေါ်ခင်တည်းကဒီကျန်းစာလေးကိုစတင်ရေးဆက်တယ်ပေါ့နော်ဖြစ်ဆက်ဆက်တဲ့ရှင်ပေါ့နော်ရှင်ဖျားများရှင်ပေါ့နော်အချို့နဲ့တဲ့မြင့်မြတ်သောတမန်ကျန်းစာပျောက်ပြတ်မသွားစေရင်တဲ့နီးမျိုးမျိုးပြီးကျန်းစီပြီးတော့လောက်ကန်တာကျမတို့ပေါ့နော်ရှစ်ဘိုးဘေးတွေကလည်းရှစ်ကပေါ့နော်ဘယ်လိုပြောမလဲအရာတွေစုဆောင်လာတဲ့အရာတွေစိုက်တဲ့လူတွေတအုပ်စုရှိတယ်ရှစ်ကပေါ့နော်မျိုးစုံပေါ့နော်တိုလီမိုးစာလေးတွေဒီဟာလေးကိုစုဆောင်တဲ့လူတအုပ်စုရှိတယ်ဒါလည်းပေါ့နော်ဒီကျန်းစာလေးကိုသူတို့ကတွေ့တယ်တကယ်ကိုအဖိုးမဖြတ်နိုင်တဲ့အရာဖျားစင်ရဲ့ဝိညာဉ်တော်နဲ့မုတ်သွင်းတဲ့အရာဒါပေါ့နော်ကျမတို့ပေါ့လဲဆိုတိုက်ရိုက်ပေါ့နော်သူတို့တင်လိမ့်မှာတွေ့တဲ့အကြောင်းအရာပေါ့နော်ဒီအရာကိုသူတို့တွေ့တဲ့အခါမှာတဲ့နှုတ်ကပတ်တော်ဒီအသက်ရှင်လဲလူတို့ကိုခွန်အားဖြစ်စေပြီးတဲ့လမ်းပြလဲရှိနေပြီးတဲ့တေလိတ်တမကျန်းစာဒီမပြည့်စည်နိုင်တဲ့အရန်ကိုတော်တယ်လုံးဝကိုမပြည့်စည်နိုင်ပဂတိအတိုင်းပဲဒီအရာကိုသူတို့ထားရှိတယ်ဒါကြောင့်မို့ဒါရှေ့ကပေါ့နော်ဒီမိုနာလီဇာပကြီးကားတွေဆိုလေသူတို့ကပေါ့နော်ထိမ့်သိမ်းတယ်ပေါ့နော်တချို့တလေကလည်းနည်းနည်းလေးချွင်းချက်လေးရှိရမျိုးဒါပေမဲ့ဒီပစီကားကိုနှစ်ပေါင်းများစွာပေါ့နော်ဒီစေးသားမပြောင်းမပြတ်အောင်ထိမ့်သိမ်းပြီးတော့ဆွဲတဲ့လူတွေတော်တော်များများကလည်းပေါ့နော်တော်တော်ကိုတည်သက်ပြီးတော့ပေါ့နော်ဒီကက်ကိုကောင်းတဲ့အရာတစ်ခုဆိုတာကိုကျွန်မတွေ့ရတယ်ပေါ့နော်ဒါပေါ့နော်ဒါအပြင်ပေါ့နော်ကျွန်မဘာလဲဆိုတော့ပေါ့နော်ရှေ့ကလို့ပြောတဲ့အခါမှာကြံခဲ့တဲ့အချိန်ကပေါ့နော်ဆရာသူမင်္ဂလာဆောင်တဲ့အချိန်မှာသူဝတ်ခဲ့တဲ့ဒီပေါ့နော်မင်္ဂလာဝတ်စုံပေါ့နော်ပိတ်မိန်သေးတာဒီအရာကိုပေါ့နော်ဆရာသိမ်းထားတယ်ဒါပေမဲ့ဒီအရာရဲ့ပိတ်တာကိုကျွန်မကြည့်လိုက်တဲ့အခါမှာလက်ရာကအရင်ကိုတင်သက်ပြီးနောက်တစ်ခုကပိတ်ကလေလုံးဝကိုမဆွေးမမြင့်သွားဘူးနော်အဲ့ဒီခေတ်ခါတော့တဲ့သုံးတဲ့အရာတွေအဲ့လိုပဲပေါ့နော်ကျွန်မတို့အဖွားရဲ့လက်ထက်ကအဖွားဝတ်ထားတဲ့အဝတ်အစားတွေပေါ့နော်အရင်ကိုရှားပါတယ်ပေါ့နော်ဝတ်စားတွေဒီဟာကိုပေါ့နော်ပြန်ပြီးတော့ထုတ်ကြည့်တဲ့အခါမှာလေသူတို့ကီနိုမိုနိုလို့ဘာလို့ဆိုတာလေဆွင်းနေသွားတယ်ဆိုတာမရှိဘူးထိမ့်သိမ်းထားတာပေါ့နော်ဒါကြောင့်မို့ဒီမှာပဲပေါ့နော်ကျန်းစာလိပ်ကလေသူတို့ဘလို့ထိမ့်သိမ်းထားလဲဆိုဒီလောက်တွင်းဝတွေပိတ်နေတဲ့ဒီရှုနေထူထပ်နေတဲ့နေရာမှာသူတို့တွေထည့်ထားပြီးမှဒီရကလုံးဝကိုမပြည့်စည်တာသူတို့ထိမ့်သိမ်းတာဘယ်လိုပေါ့နော်အရန်ကိုတော်လားမတော်လားဆိုတော့ကျမတို့မြင်တွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့တဲ့ဒီတမကျန်းစာရဲ့အဖွင့်စာမျက်နှာမှာဗာရေးထားလဲဆိုတော့တရေလေးနဲ့ကျန်းစာထာဝရဘုရားဤတမကျန်းစာဟုလို့ရေးထားတယ်တဲ့ကျန်းစာကတဲ့ဘုရားသခင်စာအုပ်ဖြစ်တယ်တဲ့ကျမတို့လူမျိုးတိုင်းလို့ဒီအရာကိုကြံမိုးထိုင်းရတယ်ဆိုတာကိုကျမတို့သိရတယ်ပေါ့နော်မြစ်တီခန်းကြီး3ပိုင်းငယ်ဆက်ဆက်မှာဆိုမြက်ပင်များသည်ညှိုးနှွမ်းချထွေးတဲ့ဤတဲ့အဖွင့်လက်ကျွတ်တဲ့ဤထာဝရဘုရားဤနှုတ်ပတ်တရားတော်မူကအစဉ်အမြဲတည်တဲ့ဤတဲ့ဒီကဘာလဲဆိုတော့ကျမတို့ကိုတမကျန်းစာအားဖြင့်ကျမတို့မြင်တွေ့ရတဲ့အရာပေါ့နော်ဟေရှာယအနာဂရိဇံခန်းကြီး40အပိုင်းငယ်37ပေါ့နော်ထာဝရဘုရားကိုမျှော်လင့်တော်သူတို့ကအပြည့်ကြလိမ့်မည်ရှင်လင်းနာကဲ့သို့မိမိအတောင်ကိုအသိပြပြင်ကြလိမ့်မည်ပြေးတော်လည်းမပင်မခီးသွားတော့ခါမမောရကြဘယ်သူနဲ့အလုံးလုံးတဲ့လူတွေဆိုဘုရားသခင်နဲ့အလုံးလုံးတဲ့လူတွေအများစုဘယ်တော့မှမောရပန်းနေဆိုတာမရှိဘူးဘယ်တော့မှစိတ်ပြတ်တယ်ဆိုတာမရှိဘူးပေါ့နော်လူရလို့ဖြစ်လာကျွန်တော်စိတ်ပြတ်တာရှိတယ်အားငယ်တာရှိတယ်အစင်မပြေတာရှိနေဒါပေမဲ့အဲ့ဒီအစင်မပြေတဲ့ခြားထဲမှာကျွန်တော်တို့ဗာလဲဆိုတော့အဲ့ဒီအရာကိုရှင်မတ်တဲ့အရာဖြစ်ဖို့အတွက်အရေးကြီးအစင်မပြေတာကိုအစင်မပြေဘူးလို့ပြောနေစာတန်ကအရင်ပြောတယ်နော်အစင်မပြေဘူးလားအရန်ကိုအစင်ပြေတယ်ဒီအရာကအရန်ကိုဘုရားကကောင်းစီပေးတယ်ဘာခါစားပေါ့နော်ကျွန်တော်ကခါလေးပေါ့နော်ကိုကလူသားဖြစ်တဲ့ခါမှာညီငွေတဲ့အချိန်ကြီးရှိခဲ့ပေါ့နော်အစင်မပြေတဲ့အချိန်ကြီးရှိမှခံလို့ကျွန်တော်ကလေးကြောက်ကဆိုကျွန်တော်ကဘာပြောလဲကျွန်မကြောက်နေတာလားမလုပ်ရတော့ဘူးလားဆိုပြီးတော့ကျွန်တော်အနောက်ကနေတွန်းအားပေးတဲ့လူတွေရှိတယ်ဒါပါလဲဆိုစိန်ခေါ်မှုတစ်ခုပေါ့နော်ကျွန်တော်ကဘယ်အရာမှကိုကျွန်တော်တို့ဗာလဲဆိုတော့ကျွန်တော်တို့ရဲ့ဉာဏ်အားဖြင့်မတွေ့နဲ့ကျွန်တော်တို့ရဲ့အုံနောက်ဆိုတာဒီ15ချက်တာထက်ကို20သားလောက်ပဲရှိတယ်ဒီအုံနောက်
ဒီအုံနောက်ကဘာလဲဆိုရဲလူအုံနောက်ဆိုတာအမားနဲ့အမှန်နဲ့ကိုကျမတို့ခွဲခြားတတ်တယ်ခွဲခြားပေမဲ့လာမဲ့အနာဂတ်ဆိုတဲ့အရာကိုပေါ့နော်ကျမတို့ကဖရားရဲ့အကျဉ်းမှာအနာဂတ်ရှိမယ်ပြည့်စုံရှိမယ်ပေါ့နော်အတိတ်ကိုတော့ကျမတို့ထားခဲ့လိုက်တော့ဒီအတိတ်ကစာမျက်နှာတွေပေါ့နော်ကျမတို့ပြန်ပြီးတော့မပြင်ချင်းနဲ့အဲ့ဒီမှာအစိုးရရှိတယ်အကောင်းကိုရှိတယ်ဒါပေမဲ့အဲ့ဒီအရာတွေမှာတော့ဖရားဖြစ်ပါကျမတို့ကိုဒီနေ့ကြည့်တိုင်အောင်ပေါင်းစည်းပေးတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်ဒီမှာကျအခန်းကြီး30ခုပေါ့နော်အပိုင်းငယ်တစ်ပေါ့နော်ဒီအပိုင်းငယ်တစ်မှာဆိုအပိုင်းငယ်တစ်ကနေပြီးတော့ကျမတို့ဖတ်ကြည့်နေဆိုရင်36ထိပေါ့နော်ဒီဟာလေးကဆိုရင်ပေါ့နော်ပြောရမယ်ဆိုယောသက်ရဲ့အိမ်မက်ယူပါရင်ယောသက်ရဲ့အိမ်မက်ယူပါလို့ပြောတဲ့ခါမှာတဲ့ယာကုပ်ဒီမိမိအဖတက်ခွေရခါနဲ့ပြည်နိုင်နေပြီတဲ့ပြောမယ်ဆိုယာကုပ်ရဲ့အမျိုးအနွယ်အထုပ်ပတိတွေကိုကျမတို့ကြည့်မယ်ဆိုရင်သူ့ရဲ့သားစဉ်ဗီဇက်တွေကိုကျမတို့တွေ့ရမယ်ယောသက်ဆိုရင်ယာကုပ်ရဲ့17မြောက်သားသူ့ရဲ့စင်လာကြည့်မယ်17မြောက်သူ့ရဲ့12မြောက်ရှိရဲ့ဗယံမင်းဘယ်သူနဲ့ရလဲဆိုယာခေလနဲ့ရတယ်ယာကုပ်ယာခေလနဲ့ရတာဆိုတာယောသက်နဲ့ဗယံမင်းနဲ့ကျန်တဲ့ဟာကျတော့လေယာနဲ့ရတာရှိမယ်ကျုံသူ့ရဲ့ကျုံမတွင်နဲ့ရတာရှိမယ်ပေါ့နော်ဒါပေမဲ့သူတကယ်ပဲချစ်တယ်ပေါ့နော်ဒီ17မြောက်သားဖြစ်တဲ့ယောသက်ကိုချစ်တယ်ဘာလို့အသက်ကြီးမှလည်းရတဲ့သားဖြစ်တယ်နောက်ပြီးတော့သူချစ်တဲ့လူနဲ့လည်းရတဲ့သားဖြစ်တဲ့အတွက်ယာကုပ်ကချစ်တယ်ပေါ့နော်ဒီချိန်မှာပေါ့ကျွန်တော်ဘာကိုမြင်တွေ့ရလဲဆိုတော့ပေါ့နော်ဒီဟာလေးကဆိုရင်ယာကုပ်ရဲ့အချစ်ဆုံးသားဖြစ်တဲ့ယောသက်ရဲ့အကြောင်းပေါ့နော်။ဆောင်းမှာယောသက်ဒီအိမ်မက်နှစ်ခါမက်ပြီးတဲ့သူ့ရဲ့ညီကိုတွေကိုဒီအိမ်မက်အကြောင်းပြောပြတယ်တဲ့။ပြောပြတဲ့ခါမှာတဲ့အိမ်မက်ဆိုတာတဲ့ဖျားသခင်ချမ်းမလာတဲ့သတင်းစကားလို့သူတို့ယူဆကြတယ်။ယောသက်ကသူ့ရဲ့အိမ်မက်တွေအကြောင်းရှင်းပြတဲ့အခါဖျားသခင်ကပြောတယ်သူအမြဲပြောတယ်အဲ့ဒီအရာကိုဘယ်သူမှမကျင်တဲ့ဘူးဆိုတော့ငကိုတွေကမှယောသက်ကဖိတ်ချစ်တဲ့လူအဲ့ဒီအရာတွေကိုကြားတဲ့အခါမှာသူမှတ်တဲ့အိမ်မက်တွေကလည်းသူ့ရဲ့ဒီကက်ကိုဘောနော်ရှင်ကိုဘောနော်ကောင်းတဲ့နမိတ်တွေသူ့အတွက်အရန်ကိုကောင်းပြီးသူ့ညီကိုတွေအတွက်ကြတော့မကောင်းတဲ့အရာတွေအဲ့ဒီအချိန်မှာညီကိုတွေကလုံးဝကိုမခံနိုင်ဘူးဒီအရာကိုဒါကြောင့်တစ်ခါလေးကြားရင်ကျမတို့ရဲ့ဗာလဲဆိုတော့ဒီမန်းချက်တွေအိမ်မက်တွေအနာဂတ်တွေကိုဘယ်သူမှမဖြစ်သေးခင်မှာဖွင့်မပြောဖို့အတွက်ဒီအရာလေးကကျမတို့ကိုမြင်အောင်ပြောပြတယ်အဲ့ဒီခါမှာပေါ့နော်ဒါကကြတော့ပေါ့နော်ဒီအကြောင်းအလေးကဆိုရင်ねသူကအမြဲလို့အိမ်မက်အတိုင်းကိုဖွင့်ပြမဲ့ခါမှာဖျားသခင်ကဖွင့်ပြတယ်လို့သူပြောတယ်။ယာကုပ်ကသူ့ပင်နေတဲ့ခါနဲ့တိုင်းပြည်မှာပဲဆက်ပြီးတော့နေထိုင်နေတဲ့ဒီအကြောင်းအလေးကမိသားစုအကြောင်းအရာလေးဖြစ်တယ်တဲ့။ယောသက်အသက်19နှစ်ရှိပြီသူ့ရဲ့အကိုတွေနဲ့အတူတိုးတွေနဲ့စိတ်တွေကိုထိန်းချောင်းနေသူ့ကိုယ်တွေကမမှန်မကန်လုပ်တဲ့အကြောင်းကိုသူ့ရဲ့ဖခင်အမြဲလုပ်တိုင်းတယ်သူကမမှန်မကန်မလုပ်ဘူးအမြဲလို့ပေါ့နော်အခုကိနဲ့ပြောမယ်ဆိုပေါ့နော်သူများကြည့်မရဘူးပေါ့နော်တခုခုဆိုပဲဖေကိုသွားပြီးတော့ပြောတယ်တိုင်နဲ့အကြောင်းတွေပေါ့နော်အတွင်းအကြောင်းတွေပေါက်ကြတယ်ပေါ့နော်ဒီຢာတွေကပေါ့နော်အမားလုပ်ပြီးဆိုရင်တက်ညီလက်ညီကိုစတဲ့ညီကိုရလောက်ကြဒါပေမဲ့ရောတက်ကမို့အမားလုပ်ပြီးဆိုရင်သူ့အကိုတွေလောက်တဲ့အမားသူ့ဖေသွားပြတခုခုဆိုသူ့ဖေပြောလဲဆိုကြာကြာတော့ပေါ့နော်မောင်နှမတွေကကြည့်မရတော့ဘူးဒါကြောင့်မလို့တဲ့အသက်ကြီးမှရတဲ့တာမယာကုပ်ကယောသက်ကိုအခြားသားတွေချက်ပို့ပြီးတော့ချစ်တယ်။ယာကုပ်ကတဲ့ယောသက်တဲ့တိတ်လာတဲ့အဝိစာပေါ့နော်သားသမီးတွေတဲမှာပေါ့နော်ယာကုပ်ကိုသူအဲ့လိုချုပ်ပြီးတဲ့ခါမှာဂျန်တဲ့သားသမီးတွေကတော့နည်းနည်းပေါ့နော်မနာလို့တဲ့အသက်ဘလောက်ပဲကြီးကြီးပေါ့နော်ကျမတို့လည်းမြင်တွေ့ရတယ်ဒီခါမှာပေါ့နော်ကျမဘာလဲဆို Sunday School ကျမတို့ဒီတင်ကြားတဲ့အခါမှာပေါ့နော်ကျမတို့တင်ကြားတဲ့အခါမှာကျမတို့ရဲ့ဒီပေါ့နော်ကလေး psychology ပေါ့နော်ကလေးသင်ငယ်နဲ့ပတ်သက်ပြီးကလေးတွေကတဲ့ကျမတို့ပေါ့နော်ဒီဆရာမပေါ့နော်တယောက်ကဆိုသူကဓမ္မပညာသင်တဲ့အခါမှာကလေးတွေကိုတဲ့တကြားလုံးပေးရင်တဲ့40ရှိရင်အယောက်40ရှိရင်တယောက်တစ်လုံးစီပေးပေါ့နော်တယောက်တစ်လုံးစီပေးတန်တဲ့လူကြောပေါ့နော်တကယ်လို့ပိုလာရင်လည်းအဲ့ဒီအလုံးကိုပြန်သိမ်းတာအယောက်40ပြီးပိုလာရင်လည်းအဲ့ဒါပေါ့နော်တယောက်ကိုနှလုံးစီတယောက်က3လုံးအဲ့လိုမပေးနဲ့ပေါ့နော်လူတိုင်းလို့ဒန်းလူညီညာပေးပေါ့နော်ဒါကဘာလဲဆိုတော့ပေါ့နော်သူတို့ကငငယ်ကလေးကပေါ့နော်သူတို့လိုချင်ဖြစ်ချင်တဲ့အရာမိဘအောင်တော့ဗောသားသမီးကိုဒီမိဘသားသမီးကိုဒီခုပေးကျန်တဲ့လူတွေခုပေးဒါပေမဲ့ရောတက်ကဘာလဲဆိုတော့ယာကုပ်ကိုအင်ကြီးချုပ်ပေးပြီးကျန်တဲ့သားတွေကိုပေါ့နော်အဲ့လိုမချုပ်ပေးခါကျန်တဲ့သားတွေကလည်းသူ့သားသမီးအရှင်တွေပဲလေဘယ်သူမဆိုတော့ဒီလိုမျိုးကွက်ပြီးချက်ကွက်ပြီးလို့ဆိုတော့ကျန်တဲ့သားသမီးရဲ့စိတ်ထဲမှာဘယ်သူလဲဖခင်တော့သူကဘာမှမပြောပြနဲ့ဘယ်သူအတွက်ဟိုဖြစ်သွားလဲဆိုတော့တာယာကုပ် sorry ပေါ့နော်ရောသက်အတွက်နည်းနည်းအခက်ခဲလေးတွေပေါ့နော်ဒီအရာလေးမှာကျမတို့ကြုံတွေ့ရတယ်ပေါ့နော်ဒီအရာလေးကကျမတို့ကဘာလဲဆိုတော့အိမ်နောက်မှာရှိတဲ့အခါမှာကျမတို့ကဘာလဲဆိုတော့ဒါတယောက်ကိုသူကွက်ပြီးတော့ချိလိုက်တဲ့အခါမှာဖြစ်ပြလာတဲ့အကြောင်းအရာလေးပေါ့နော်အကြောင်းအရာလေးဖြစ်တဲ့သူအသက်ကြီးမှရတဲ့ဒီရောသက်ကိုလည်းသူချစ်တယ်တဲ့ဒါကြောင့်မို့တဲ့တညမှာရောသက်ကသူအိမ်မက်မက်တယ်တဲ့ပြောမဆိုအဖေကလည်းရောသက်ကိုပို့ချစ်တယ်အဝိစားကလည်းရွေးပြီးတော့ချုပ်ပေးတဲ့အခါမှာညီကိုရဲ့စိတ်ထဲမှာဒီຢာကတော့အစင်မပြေတော့ဘူးတညတော့ရောသက်ကသူအိမ်မက်မက်တယ်တဲ့အိမ်မက်အကြောင်းကိုသူ့ရဲ့အကိုတွေကိုပြောပြတဲ့အခါသူတို့ကပို့ပြီးတော့မုန်းလာတယ်အကိုအဲ့ကြောင့်မို့ကိုအစင်ပြေတဲ့အကြောင်းတွေပေါ့နော်
ကိုအရန်ကိုဒါတွေကိုတချို့တလေပေါ့နော်ကျွန်တော်တို့ပြောပြတဲ့အခါမှာလူတွေကဒါတွေကိုပေါ့နော်တချို့တလေကတော့လက်ခံနိုင်တယ်တချို့တလေကဒါတွေကိုလက်မခံနိုင်ဘူးဟဲ့ဟိုပေါ့နော်ဘယ်လိုပြောမလဲအရန်ကိုပေါ့နော်ဒီအရာကြီးကအစီမပြေဘူးဆိုပြီးသူတို့ပြောတတ်တယ်ဒါကြောင့်မလို့တဲ့သူတို့ဘာလဲဆိုတော့သူ့ကိုယ်တွေကိုပြောပြတဲ့အခါသူတို့ကပိုးပြီးမုန်းလာတယ်ရောသက်ကကျွန်တော်အိမ်မက်ကိုနားထောင်ကြည့်ပါတဲ့သူကတော့စိတ်ရင်းအမှန်နဲ့နှလုံးသားဖြစ်ယူနေသူကပြောတယ်ဒါပေမဲ့ဒီအရာကိုသူ့ကိုယ်တွေကလုံးဝကြည့်မရဘူးကျွန်တော်တို့အားလုံးလက်ကွင်းထဲမှာကောက်ရိပ်နေကြတယ်တဲ့သူတို့ကောက်လိုင်းတွေကိုစီးတဲ့ခါတဲ့သူ့ရဲ့အိမ်မက်ကိုသူဖွင့်ပြကျွန်တော်ကောက်လိုင်းတွေကိုစီးစားတဲ့ခါတဲ့ကျွန်တော်ရဲ့ကောက်လိုင်းကတဲ့မမတ်ထောင်နေတယ်တဲ့ကိုရီးယားကောက်လိုင်းတွေရတယ်ကျွန်တော်ကောက်လိုင်းကိုဝိုင်းပြီးဥညွှန်းကြတယ်လို့ပြောလိုက်တဲ့အခါမှာကျန်တဲ့ကိုတွေသွားပြီကျန်တဲ့ကိုတွေကဘာလဲဆိုတော့အကုန်လုံးကလည်းအကြီးတွေလေအကုန်လုံးကလည်းသူ့ဟာနဲ့သူရောသက်ရဲ့ရာကောက်ရဲ့သားသမီးတွေဆိုရောသက်ပြောတဲ့အရာကိုသူတို့ကြားလိုက်တဲ့အခါမှာသူတို့ဒေါသတွေကလည်းပင်မတဲ့အချိန်ပေါ့နော်ပင်မတဲ့အချိန်အလုပ်လုပ်တဲ့အချိန်မှာသွားပြီးတော့ပေါ့နော်အချိန်နဲ့အခါနဲ့ကိုမကြည့်ပဲရောသက်ကသွားပြောလိုက်တဲ့အခါမှာအားလုံးကဒေါသထွက်တယ်ဒီမှာအကိုတယောက်ကထားပြောတင်ပြရင်ဖြစ်ပြီးတဲ့တို့ကိုအုပ်ချုပ်ရမယ်လို့တင်တင်နေသလားလဲသူ့ရဲ့ကောက်လိုင်းကပေါ့နော်ကျန်တဲ့အကိုတွေပါသိတယ်ဘာဖြစ်လို့ဆိုကောက်လိုင်းကကျန်တဲ့ကောက်လိုင်းကသူ့ကိုဥညွှန်ပြီးတော့သူကလည်းထောင်တယောက်တည်းဖြစ်နေရဆိုတော့ပေါ့နော်သူ့ရဲ့အိမ်မက်ယူပိုင်ရောသူကပြောမင်းကပြင်ဖြစ်ပြီးတော့တဲ့ငါတို့ကိုအုပ်ချုပ်ရမယ်လို့ထင်သလားတဲ့သူကိုတွေကသူ့ကိုမိတယ်သူတို့ဟာရောသက်ကိုသူတို့အိမ်မက်နဲ့ပတ်သက်ပြီးပို့ပြီးတော့မုန်းကြတယ်ကြည်မရကြဘူးနောက်မကြခင်မှာပဲရောသက်ဟာဒုတိယအကြိမ်အိမ်မက်မပြန်နေတဲ့သူဟာတဲ့သူ့ကိုတွေကိုတဲ့ကျွန်တော်နောက်အိမ်မက်တစ်ခုမှတ်ပြီးတဲ့ဒီအိမ်မက်ထဲမှာတဲ့နေရဲတဲ့လာရဲတဲ့ကျဲဆက်တလုံးကတဲ့ကျွန်တော်ကိုဥညွှန်းကြတယ်လို့မြင်နေတဲ့ကျဲဆက်တလုံးတော့နော်ပြောရမယ်ဆိုရင်သူကျန်တဲ့ညီအကို17ယောက်ကသူ့ကိုဥညွှန်းကြတယ်လို့ပြောတယ်နေရလာရဲတဲ့ကျဲဆက်တလုံးကကျွန်တော်ကိုဥညွှန်းကြတယ်လို့သူပြောလိုက်တယ်ဒီအိမ်မက်အကြောင်းကိုသူ့ဖေကိုလည်းသူပြောပြတယ်သူ့ဖေကတဲ့သူ့အိမ်မက်ကားတဲ့ဘလို့ဒီအိမ်မက်လဲလို့ညီကိုတွေကမေးတဲ့ခါမှာပေါ့နော်ညီကိုတွေကတဲ့ငါကတစ်စီလာပြီးဥညွှန်းရမယ်လို့ထင်လားထပ်ပြီးတော့သူ့ရဲ့အိမ်မက်ကိုသူ့ညီကိုတွေပြောသူ့ညီကိုတွေထပ်ပြီးတော့စိတ်ဆိုးတယ်ရောတဲ့ရဲ့အကိုတွေကသူ့ကိုမနာလို့ဖြစ်ကြတယ်ဒါကြောင့်မနာလို့ဆိုတဲ့အရာကတခါတည်းကျရင်ကျမတို့ပေါ့နော်ရောတဲ့ရဲ့အရာလေးမှဆိုရင်မနာလို့မှုဆိုတာဟိုကဘာဦးကျမ်းမာလေးကဖြစ်တယ်တွေ့ရတယ်ဒါကြောင့်မို့ဒီအရာကလေအယမ်းကိုကြောက်စရာကောင်းတယ်ဒါကြောင့်မို့ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေသူများသိတဲ့အခါမှာပေါ့နော်ကိုယ့်ကိုလိုတဲ့လူရှိတယ်လို့မလိုတဲ့လူလည်းရှိတယ်နောက်ကျောကိုဓာတ်နဲ့ထိုးတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဒါကဘာလို့ဆိုကျမတို့ကြုံတယ်အဲ့ဒီနောက်ကျောကိုဓာတ်နဲ့ထိုးလို့ပြောတဲ့အခါမှာပေါ့နော်ဘယ်သူမှတော့ဒီအရာကိုပေါ့နော်ပြုံးပြဖို့မဖြစ်နိုင်ဘူးပေါ့နော်နောက်ကိုနောက်ကျောကိုဓာတ်နဲ့ထိုးကိုရမ်းယုံရတဲ့လူတယောက်ကပေါ့နော်ကိုရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးပါဒီအရာကပေါ့နော်အရန်ကိုမဖြစ်နိုင်ဘူးပေါ့နော်ဥညွှန်းရမယ်လို့ထင်နေတာဆိုပြီးတော့သူ့ကိုဝိုင်းစုတယ်ရိုးသက်ရဲ့အကိုတွေကသူ့ကိုမနာလို့ဖြစ်ကြတယ်ဒါပေမဲ့သူ့ဖေကသူ့ရဲ့အိမ်မက်အကြောင်းကိုသူစဉ်းစားနေတယ်ဖခင်ဆိုရဲရာကောက်ကအုံနောက်ရှိတဲ့လူကြောင့်ပေါ့နော်ဖခင်ဖြစ်တဲ့အခါမှာဒီအရာကတော့ဒါကတော့သူကောင်းကောင်းလေးသိတယ်သူကလည်းဖခင်နဲ့အနီးကနေပြီးတော့ကျင်လည်နေတဲ့လူတယောက်ဆိုတော့ရာကောက်အိမ်မက်မက်တာဘယ်အကြောင်းအရာကိုရောက်လဲဆိုတာကိုသူကောင်းကောင်းသိတယ်ရောတဲ့အကိုတွေကရှခင်ရက်မှာသူ့ဖေရဲ့တိုးစိတ်တွေကိုသူကြောင်းနေကြတယ်ရာကောက်ကရောသက်ကိုရှခင်ရက်ကိုသွားပြီးတင်ကိုတွေနဲ့တိုးစိတ်တွေအားလုံးအဆင်ပြေလားဆိုတာသွားကြည့်ခိုင်းတယ်အစားတောက်တွေယူပြီးတော့သွားကြည့်ခိုင်းတယ်ဖခင်ဖြစ်တဲ့သူကအဲ့ဒီအချိန်မှာတဲ့ရောသက်ကသူ့ဖေပြောတဲ့အတိုင်းပဲသူအဲ့လိုသွားကြည့်တယ်ရောသက်ကဘာလဲဆိုတော့ဟေပြုံချက်ဝမ်းကနေပြီးတော့သူလွတ်လိုက်တယ်ရောသက်ဟာတဲ့ရှခင်ကိုရောက်တဲ့အခါတဲ့သူလိုက်ကြည့်လိုက်တဲ့အခါမှာသူ့ကိုတွေကိုသူတွေးတဲ့အခါမှာတဲ့သူကဘာလဲဆိုသူ့စိတ်ကြောင်းတဲ့အကိုတွေကိုသူရှာနေနေသူတွေးလိုက်တဲ့အခါသူအရန်ကိုဝမ်းသာသွားတယ်ဟိုလူတွေကသူ့ကိုတွေးတဲ့အခါမှာမဝမ်းသာနိုင်ဘူးအဲ့ဒီအချိန်မှာသူတို့ကဒေါသန်ရက်ကိုသွားမယ်လို့သူတို့ပြောတန်ကြတယ်လို့ပြောတယ်ဒါကြောင့်ဒေါသန်သူ့ကိုယ်တွေနောက်ကိုလိုက်သွားကြတယ်သူတို့ကဒေါသန်ရက်မှာသူ့ကိုယ်တွေကိုသူတွေးလိုက်တယ်သူတို့ကရောသက်ကိုသူတို့အဝေးကနေလမ်းကြည့်ကြတဲ့ကရောသက်မယ်သူတို့သိတယ်အင်ကြီးပါလဲဆိုဖခင်ချုပ်ပေးထားတဲ့အင်ကြီးနဲ့ဆိုဒီချိန်မှာတဲ့သူတို့ကတယောက်တော့ဟိုမှာတဲ့ပြောကြမှာပေါ့နော်ကျွန်တော်အခုခက်နေပြောအိမ်မက်ဆရာလာနေပြီပေါ့နော်သူ့ကိုတက်ပြီးတော့ရေရင်းထဲကိုပစ်ချခိုင်းတယ်တာရဲတကောင်ကိုကိုက်တက်လိုက်တယ်ဆိုပြောခိုင်းတယ်ပြောမယ်ဆိုရောသက်ကိုစပြီးတော့လောက်ကြတယ်သူတို့ကအသေးပဲလောက်ပါဘာဖြစ်လို့ဆိုတော့ကျင်းတည်တယ်ညီအကိုဘာလဲဆိုတော့ကျမတို့ကဘာဦးကျမ်းမှာဆိုရင်ပေါ့နော်ကိုင်းနာနဲ့အာဘေလမှာလဲအကိုဖြစ်တဲ့သူကကိုင်းနာပေါ့နော်အာဘေလပေါ့နော်ဒီအာဘေလကိုပေါ့နော်ဒီလောက်သွေးသားအရင်အချာပေါ့နော်ဒီတမိသားစုတွေကတမေဒီအဖေတွေကမွေးဖွားပြင်မယ်ပေါ့နော်သူအာဘေလကိုတတ်နိုင်တဲ့အခြေအနေရောက်တယ်ဆိုတာမနာလိုခြင်းဆိုတာအရန်ကိုကြောက်စရာကောင်းတယ်ဒါပါလဲဆိုတော့သူတို့နှစ်ယောက်ကဒီကိုင်းနာနဲ့အာဘီလာရဲ့အသက်တာမှာကြည့်နေဆိုရင်ပေါ့နော်သူတို့နှစ်ယောက်ပူဆောင်လိုက်တဲ့အရာပေါ်မူတည်ပြီးတော့ဘုရားသခင်ရဲ့ကောင်းချီးပေးတဲ့အရာကကွဲပြားသွားတယ်အဲ့ဒီခါမှာသူ့ရဲ့
မနာလိုမှုကလုံးဝကိုထိတ်ချုံလို့မရတော့နောက်ဆုံးမှသူ့ညီအာဘီလာကိုတက်လိုက်တဲ့အချိန်ဖြစ်တယ်ဒီချိန်မှာလဲယောသက်ကသူ့ကိုယ်တွေကသူ့ကိုတက်လိုက်မယ်ဆိုတာလဲဒါကဟိုဘောနော်ဖြစ်နိုင်တယ်ဒါပေမဲ့ဖျားသခင်ကသူ့အကိုတွေရဲ့စိတ်ကိုဘောနော်ပြောင်းလိုက်ပြီးတော့ဘာလို့အကိုကြောက်ကနေပြီးဘောနော်သူ့ကိုမတက်ပဲနဲ့ယူရီလက်တက်ကိုပြချရအောင်ဆိုပြီးတော့ပြောလိုက်တယ်သူ့ကိုမနာကျင်စေချင်လို့ပြောတယ်ပေါ့နော်သူဟာတဲ့သူ့ရဲ့ညီကိုပေါ့နော်ကဲပြီးအဖေးစီပြန်ပို့ချင်တယ်လို့ဒီလိုပြောခြင်းဖြစ်တယ်ပေါ့နော်ကျန်တဲ့အကူတက်ကပေါ့နော်တနာဆာနာတက်တဲ့အကူတက်ပဲဖြစ်မယ်ပြောတာသူ့ကိုစီရောက်တဲ့အခါမှာသူတို့ဟာသူ့ရဲ့လှပတဲ့ရောင်စုံအင်ကြီးကိုချုပ်ပြီးတော့သူ့ဖေချုပ်ပေးထားတဲ့အင်ကြီးကိုချုပ်ပြီးတော့သူ့ကိုယူရတဲ့ကိုပြချလိုက်တယ်သူတို့တွေထမင်းစားနေတော့ရောတက်ယူလာတဲ့ဟာတွေနဲ့အစားတောက်တွေနဲ့စားနေတော့အီဂျစ်ပြည်ကိုခီးပြီးမဲ့အရှမီလာကုန်းတဲ့တစုကိုတွေ့လိုက်တဲ့အဲ့ချိန်မှာဘာလို့ချက်ချင်းတော့အုံနောက်ကသွားတယ်သူ့ကိုယူရင်းတက်တဲ့ပြချမဲ့အတူတူပေါ့နော်ဒီကုံတယ်တွေနဲ့ရောင်းစားလိုက်ရယူရင်းတက်နဲ့ပြစ်ချပြီးဆိုကျင်းနေတဲ့ရောတက်ကိုဒီယူရင်းပြက်ခက်ကနေဘယ်သူမှလာမခေါ်မချင်းရောတက်လဲလို့မှလုပ်လို့ရမှာမဟုတ်ဒီမှာပဲတည်သွားမယ်အဆောင်ရရှိတယ်ဒါပေမဲ့သူတို့ရဲ့စိတ်ကပြောင်းလဲပြီးတော့ပေါ့နော်ဒီအရှိမလာကျုံနေနဲ့လို့ရောင်းစားပြစ်လိုက်တယ်ပေါ့နော်ရောင်းစားပြစ်လိုက်နောက်ဆုံးမှဆိုပြောရမယ်ဆိုရင်ရောတက်အားဆိုရင်ကျုံတော့ကိုသူရောက်ရှိပါလိမ့်ဆိုတာကိုတွေ့ရတယ်။ဒါကြောင့်မို့တခါတလေကြာရင်ပေါ့နော်ကျမတို့အသက်တာမှာဘာကိုမြင်တွေ့ရလဲဆိုကျမတို့ကရောတက်လူမျိုးပေါ့နော်ကျမတို့ဖះကိုတော့ရောတက်ကယုံကြည်တယ်ဖះကိုချစ်တယ်ဒါပေမဲ့ပေါ့နော်သူ့ရဲ့အသက်တာ19နှစ်ဆိုတဲ့အရာကငယ်ရွယ်တယ်ပေါ့နော်သူ့ရဲ့အကိုတွေကိုသူ့ရဲ့စိတ်လိုပဲပေါ့နော်ထက်တူထက်မြသူထင်ပြီးတော့သူဖြစ်သမျှအရာကိုသူပြောပြတယ်ဒါကြောင့်မို့တချို့သောအရာတွေကပေါ့နော်အိမ်တော်မှာဖြစ်စေမဟုတ်အဖွဲ့အစည်းမှာဖြစ်စေပြောတဲ့အရာတွေရှိတယ်အဲ့ဒီအရာကိုကျမတို့ကလည်းထိန်ကျန်ပြီးတော့ချန်ထားဖို့အတွက်အရေးကြီးတယ်ဆိုတာဒီချောင်းရာလေးကိုတွေ့ရတယ်နောက်ဆုံးတော့ပေါ့နော်ဒုတိယတစ်ဆက်မှာတော့ပေါ့နော်ရောတက်ရဲ့အသက်တာကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်သူကရှင်ဘီရင်ဖြစ်လာတော့မဲ့လူကြောက်ဆိုတာကိုသူ့ကိုယ်လေးကိုပြောပြတယ်ဒါပေမဲ့ရောတက်ရဲ့အသက်တာပေါ့နော်သူရှင်ဘီဖြစ်တယ်ဒီပေါ့နော်ဒီအီဂျစ်ပြည်မှာပေါ့ဒုတိယဘရင်ကနေရာကိုရောက်တဲ့အခါမှာလေရောတက်ကပေါ့နော်ပြောမယ်ဆိုသူ့ကိုယ်တွေလာပြီးတော့သူ့စီကိုလာတဲ့အခါမှာပေါ့နော်သူ့ကိုယ်တွေကသူ့ကိုတေဘလောက်ထိပေါ့နော်ရင်းနှီးပြတ်တဲ့ကိုပြစ်ချပြီးတော့အသက်ဘေးအနေအထိသူ့ကိုကြုံတွေ့ရပေမဲ့ရောတက်ရဲ့အသက်တာလေအကိုတွေကိုတွေ့တဲ့အခါမှာတက်ချင်မလားအောင်ဖြစ်မယ်နော်ကလေးစားချင်ကြီးဆိုတာရှိမှာဒါပေမဲ့ရောတက်ကလေအဲ့လိုစိတ်ချက်မရှိဘူးသီလားအကိုတွေကိုတွေ့တဲ့အခါမှာသူအကိုတွေကိုကြည့်ပြီးဝမ်းနည်းပြီးတော့စိတ်မကောင်းဖြစ်ပြီးတယ်ဒီအရာတခုသူတွားပြီးတော့ငိုကြွေးတယ်ဒီလောက်ပဲရောတက်ကတခြားလို့ဆိုမရဘူးဒါပါလဲဆိုဓမ္မဟောင်းကျမ်းမှာဆိုရင်ဘာတစ်ချက်ရရင်နောက်တစ်ချက်ထည့်ရမယ်ဒါပေမဲ့ရောတက်ကအဲ့လိုစိတ်ချက်မျိုးမရှိဒါကြောင့်လို့ဘုရားသခင်ရွေးကောက်တဲ့လူတွေဘုရားသခင် blessing ပေးတဲ့လူတွေပေါ့ကောင်းချီးပေးတဲ့လူအများစုရဲ့နှလုံးသားကိုကြည့်မယ်ဆိုရင်ပေါ့နော်သူတို့ရဲ့နှလုံးသားကအရန်ကိုနူးညံ့ပြီးတော့ပေါ့နော်ဘုရားချမ်းမြေ့တတ်တဲ့အရာကိုမြင်တွေ့ရတယ်ဒါပေမဲ့ကျမတို့အစဉ်အလက်အနာကြည့်မယ်ဆိုရင်လည်းပေါ့နော်ဒီမောရှေရဲ့အသက်တာဆိုတော့ကျမတို့ကြည့်မယ်ညီကိုမောင်နှမတွေမနာလိုခြင်းကိုခံရမယ်မောရှေကလေမကွက်ကွက်ဘူးစိတ်တက်ကနှလုံးသားလေးတွေကအယံကိုလှပတယ်ဆိုတာကိုကျမတို့မြင်တွေ့ရတယ်ပေါ့နော်နောက်ဆုံးမှဆိုရောတက်ကဆိုဘာကိုယဉ်ကြည်တယ်လောက်ပဲအခက်အခဲကြုံနေပါစေဘေးချက်နှံချက်ဖြစ်နေပါစေရောတက်ကဘာလဲဆိုတော့သူ့ရဲ့ယုံကြည်ခြင်းတော်လည်းကောင်းဘုရားပေါ်ထားရှိတဲ့ခိုင်မာမှုကဘယ်တော့မှမပြောင်းလဲသွားဘူးဒါကြောင့်မို့ဘုရားပြင်ကသူ့ကိုရောတက်ကိုပေါ့နော်ကောင်းချီးပေးပြီးတော့ပေါ့နော်ဣသရေလလူမျိုးတွေကိုဒုတိယအကြိမ်ပေါ့နော်ဘုရားသခင်ကယ်တင်ခဲ့တယ်ဆိုတာကျွန်တော်တွေ့ရတယ်။ဒါကြောင့်ကျွန်တော်တို့အသက်တာမှာလည်းအခက်အခဲမှုဆိုတာလူတိုင်းမှာရှိတယ်။ဒါပေမဲ့အဲ့ဒီအခက်အခဲရဲ့အပြင်ဘက်မှာပေါ့နော်ကျွန်တော်တို့ကဘုရားနဲ့တူအကောင်းဆုံးရှင်သန်ပြီးတော့အသက်ရှင်နေဆိုရင်ဘုရားခင်ရဲ့ကောင်းချီးမင်္ဂလာတွေကဆိုရင်ကျွန်တော်တို့ရဲ့ပုံမှာတက်ရောက်မယ်ဆိုတာပစားနေကျွန်မရဲ့နှုတ်ပတ်တော်ကိုညနေပဲပြောပြချင်ပါတယ်။နောက်ဆုံးအနေနဲ့စစလေးတစ်ပတ်ကိုပစားချင်ပါတယ်။ဘုရားရဲ့ကြံခက်စီ၃ပိုင်းငယ်နဲ့ဆက်ငါသည်တကားရှိမှရက်၍ခောက်ရက်နေ၏အကျဉ်သူသည်ငါ၏အတန်ကိုကြား၍တကားကိုဖွင့်ထိုသူရှိရာသို့ငါဝင်၍သူနှင့်အတူစားတောက်မည်သူသည်လည်းငါနှင့်အတူစားတောက်ရမည်ကျွန်တော်တို့တရားစီတိုင်းကိုရရှင်ပါလိမ့်ပါစေ